ဝတ်နေအတွက်တို့ချမ်းမာရေးအတွက်ငွေရှာပေးလို့နေသာသမီတို့ပေါ်မှာထောင်ဝစင်သာလမ်းပြတဲ့ခြေပမာအဖေမြတ်တာစွမ်းနဲ့တို့ရဲ့အနာဂတ်ကိုဘုံဖော်ပေးခဲ့တာစာဝတ်နေအတွက်လူချမ်းမာရေးအတွက်ငွေရှာပေးလို့နေသာသမီတို့ပေါ်မှာထားဝစင်သာလမ်းပြတဲ့ခြေပမာအဖေမြတ်တာစွမ်းနဲ့တို့ရဲ့အနာဂတ်ကိုဘုံဖော်ပေးခဲ့တာ